ညောင်းလေးတွေတေချာရှင်းထားတယ်ဘာကားမှမရှုပ်ပါဘူးလို့ကျွန်တော်တို့အခုလာနေတာမီနာကိုလာနေတာပါအဲ့နောက်ကားတွေလည်းအဲ့လိုပဲခက်ဝေးဝေးပါပဲရှေ့ရနေပါတတ်မှတ်ထားတဲ့ကားလွဲပြီးတော့ကျန်တဲ့ကားတွေလုံးဝလာလို့မရပါဘူးဝင်လို့မရပါဘူးဒီစီစီချောင်းချောင်းလဲလဲပါပဲကီလို50 60တတရရမောင်းနေတာပါကားနည်းနည်းလေးနဲ့ခောက်တုံးခောက်ပြန်ခေါ်ပေးနေပါတယ်ကားပေါ်မှာလည်းလူတွေကရှင်းနေတာပါပဲတရားကိုထိုင်ပြီးတော့ဘုရားတရားကိုထိုင်ပြီးတော့စောင့်နေကြတာပါကျွန်တော်တို့တဲရမယ်ကက်တွေကိုဝင်လာပါပြီဒီမှာကျွန်တော်တို့တဲရမယ်ကက်နေပါပဲဟုတ်အေးအေးဆေးဆေးပါအလုံးအင်မတန်ရှင်းပါတယ်